ဟယ်လိုမင်္ဂလာပါဒီကမိတ်ဆွေကိုခွန်အားပေးတော့အတွေ့များစာအုပ်များထဲမှာအင်အားအကြီးဆုံးဒီမေတ္တာဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်စလိုက်ကြအောင်ဒီချိန်တော့အခါကစစ်တူကြီးနပိုလီယံဘိုနာပတ်ကဆိုခဲ့သည်အလက်ဇန်ဒါစီးဇာချားမိန်နဲ့ကျုပ်တို့ဟာအေယာမအင်ပါယာတွေထူထောင်ခဲ့ကြသည်ဒါပေမဲ့ကျုပ်တို့အောင်မြင်မှုဟာဘယ်အပေါ်မှာတည်ရှိဖြစ်ထွန်းလာခဲ့ရတာလဲဆိုရင်အင်အားပေါ်တီမီဖြစ်ထွန်းရတာပဲဖြစ်တယ်။မှန်ပါဒီအင်အားပေါ်တီမီတော့အောင်မြင်မှုဩဇာအာဏာသည်အင်အားတည်တံ့နေတည်၍သာတည်တံ့နိုင်ပါသည်။သို့သောမေတ္တာတရားပေါ်ဖြစ်ထွန်းလာသောအောင်မြင်မှုလွှမ်းမိုးမှုဒီကယာတပံတည်တံ့နိုင်ပါသည်။ဒီမှာအချက်နှစ်ချက်တွေ့ရနော်။အင်ပါယာကြီးတည်ထောင်တဲ့အချိန်မှာဘာဖြစ်လဲ။အင်အားအရန်ကြီးမားတဲ့အတွက်ကြောင့်သူတို့ကအင်အားပေါ်မှာမူတည်ပြီးမှအင်ပါယာကြီးကိုသူကတည်ထောင်တာဖြစ်တယ်နော်။ဒါပေမဲ့အဲ့လိုကိုယ့်ရဲ့အင်အားကိုအသုံးပြုပြီးမှတည်ထောင်တဲ့အင်ပါယာဘာဖြစ်လဲ။ကြာရှည်မခံဘူးတဲ့။တဖြည်းဖြည်းနဲ့ဘာဖြစ်လဲ။စုံယုတ်သွားမှာပဲဖြစ်ပါတယ်နော်။အဲ့ဒီမေတ္တာပေါ်မှာတည်ထောင်တဲ့အင်ပါယာဆိုရင်တက်လုံးထာဝရတည်မြဲတဲ့အင်ပါယာပဲဖြစ်မှာဖြစ်ပါတယ်နော်။ဒီမှာအချက်နှစ်ချက်ကိုဖော်ပြထားခြင်းဖြစ်ပါတယ်နော်။ဖတ်ကြည့်အောင်နော်။ထိုအင်အားရှင်ကွယ်လွန်သွားသည့်တိုင်ပင်သူမေတ္တာ၏အင်အားကျွမ်းကျန်နေပြီးဩဇာကြီးမားနေတတ်ပါသည်ဒါဘာလို့ပြောလဲဆိုတော့မေတ္တာနဲ့တည်ထောင်ထားတဲ့အင်ပါယာမှာဆိုရင်အင်အားရှင်တွေအကုန်လုံးကွယ်လွန်သွားပြီမဲ့ဘာဖြစ်လဲသူ့ရဲ့ဩဇာအနာဆက်လက်ပြီးမှရှင်တန်ကြီးထွားလာနိုင်တယ်ဆိုတော့ဖော်ပြထားခြင်းပဲဖြစ်ပါတယ်နော်ဆက်ပြီးမှဖတ်ကြည့်အောင်နော်ကမ္ဘာဘာသာရေးများဖြစ်ထွန်းမှုသည်ဤသဘောတရားပေါ်တွင်အခြေခံတည်ပါသည်ဘာသာရေးခေါင်းဆောင်တိုင်းသည်လူ၏လက်တလောဒုက္ခကိုနားထောင်သဘောပေါက်သောခံယူချက်ကိုပြဋ္ဌာန်းသည်လူတို့သည်မေတ္တာတရားကိုထာဝရခံစားတတ်သည်ထို့အတူမေတ္တာကိုထာဝရပေးစွမ်းသည်အချစ်တည်သာယုံနှင့်ကုန်ခန်းသွားယူရှိပါသည်မေတ္တာတရားကအတိုင်းအဆမရှိတိုးတက်တတ်ပါသည်တစ်ဖက်လူကိုထာဝရလှမ်းမိုးစိုးမိုးသွားအောင်အင်အားကြီးမှတတ်ပါသည်မေတ္တာတရားဘယ်လောက်ထိလောကကြီးကိုလွှမ်းမိုးနိုင်လဲဆိုတော့နော်မေတ္တာတရားနဲ့လှုပ်ဆောင်သွားတဲ့အရာတွေတည်ဆောက်သွားတဲ့အရာတွေကဘာကြီးမှအများကြီးတွေ့ရပါတယ်နော်ဥပမာပြောမယ်ဆိုရင်ဒီမှာဘာကိုတွေ့ရလဲဆိုတော့မေတ္တာတရားဆိုရင်အတိုင်းအဆမရှိဘူးနော်မေတ္တာတရားအတိုင်းအဆမရှိဘူးတိုးတက်ကြီးထွားနိုင်တယ်ဆိုတာဖော်ပြထားတာဖြစ်ပါတယ်နော်မေတ္တာဆိုတာဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့တွေကကန့်တက်လို့မရအောင်မေတ္တာဆိုရင်အမြဲတမ်းဘာဖြစ်လဲမကုံမခန်းနိုင်တဲ့အရာတစ်ခုဖြစ်တယ်နော်အိမ်တော်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေမေတ္တာနဲ့တည်ထောင်တဲ့အိမ်တော်နဲ့စီးပွားရေးပေါ်မှာမူတည်ပြီးမှတည်ထောင်တဲ့အိမ်တော်မတူပါဘူးနော်အိမ်တော်တစ်ခုမှဆိုရင်လည်းကျွန်တော်တို့ကစီးပွားရေးတွေနဲ့တည်ထောင်တဲ့အိမ်တော်ကမတည်မဲတာကိုတွေ့ရှိရနော်မေတ္တာနဲ့တည်ထောင်တဲ့အိမ်တော်ကဘာဖြစ်လဲတည်တံ့ခိုင်မဲတာကိုတွေ့ရှိရနော်ဒါကြောင့်မို့လို့လေယုံကြည်သူတွေဘုရားသခင်ကပြောထားရနော်မေတ္တာရှိဖို့တယောက်နဲ့တယောက်နဲ့ချစ်ချင်းမေတ္တာရှိဖို့ပြောထားခြင်းဖြစ်ပါတယ်နော်မာတာထရီဇာဆိုရင်1989ခုနှစ်မှာနိုဘယ်ဆုကိုရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်နော်သူကဆင်းရဲနွမ်းပါတဲ့သူတွေနော်မကြမ်းမာတဲ့သူတွေဒုက္ခရောက်တဲ့သူတွေလမ်းဘေးမှာနော်အိုးမဲအိမ်မဲဖြစ်နေတဲ့သူတွေသူကဘာဖြစ်လဲမေတ္တာသူ့ရဲ့ချစ်ချင်းမေတ္တာနဲ့သူကလောက်ရက်တစ်ခုပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့ယုံကြည်သူတယောက်စီတိုင်းမှာလည်းဘာပဲလို့မေတ္တာနဲ့တိဆောက်တဲ့အတ္တရှိဖို့လိုအပ်ပါတယ်နော်ဒီဆောက်တဲ့မှာဆိုရင်မိတ်ဆွေသင်ခန်းစာယူမယ်ဆိုရင်တော့အများကြီးယူလို့ရပါတယ်နော်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရောက်စီတန်းကိုဘိုင်ဘိုင်